ခမရဲ့ HD ဖြန့်ခံရရင်ဒါမှမဟုတ်ချောင်းရိုက်ဆိုပြီးတော့ line ပေါ်တက်လာရင်ခမဘယ်လိုလုပ်မလဲဒါခမရဲ့အပြစ်မဟုတ်ပါဘူးသဘောတူရိုက်ကူးခြင်းဟာသဘောတူဖြန့်ချခြင်းမဟုတ်လို့ခမရဲ့အပြစ်လုံးဝမဟုတ်ပါဘူးခမကနင့်နာသူတတ်ပါပဲအခုခေတ်မှာမိန်းကလေးတွေအနေနဲ့ကြီးစားဟောင်းနဲ့ပြတ်သွားတဲ့အခါမှာအတူရီနေထားတဲ့ပုံတွေဗီဒီယိုတွေနဲ့ပြောဆိုထားတဲ့ချစ်တင်တော်ကိစ္စတွေကို line ပေါ်တင်ခံရတာကိုဖုန်းထဲကနေပုံနဲ့ဗီဒီယိုတွေကိုမတမာတဲ့သူတွေကတနည်းနဲ့ယူသွားပြီးတော့ online ပေါ်ဖြန့်ခံရတာကိုချစ်သူကြီးစားနဲ့အတူတူနေတာကိုတစုံတစ်ယောက်ကခိုးရိုက်ထားပြီးတော့ချောင်းရိုက်ဆိုပြီးတော့ line ပေါ်ဖြန့်ခံရတာတွေစသဖြင့်လူမှုကွန်ရက်မှာအဆက်ခွဲခြင်းတွေကိုမကြာခဏဆိုတလို့ဆိုးရတွေကြုံတွေ့နေရတာကိုတွေ့ရတယ်ဒီလိုမျိုးကိစ္စတွေမှာပြစ်မှုကျူးလွန်တဲ့သူတွေကိုဥပဒေကြောင်းရင်းကလည်းတိတိကျကျရေးမိကြတဲ့ခါမှာဒီနှုန်းကလျဲစရဲနဲ့ပို့ပြီးတော့ကျူးလွန်လာတယ်သူတို့ကသာဘာရမဟုတ်ကျူးလွန်လိုက်တာခံရတဲ့သူတွေဒီမှာကြတော့အဘွားလုံးစာ trauma တွေနဲ့အခက်မသိရင်တချို့တွေဆိုရင်ဘဝပြတ်သွားတဲ့အထိကြုံရနိုင်တယ်အမို့ဒီဗီဒီယိုမှာဒါမျိုးတွေခံရပြီဆိုရင်ဥပဒေရအကာအကွယ်ရယူဖို့နဲ့ကျူးလွန်သူကိုရေးယူဖို့အတွက်ပြဋ္ဌာန်းဥပဒေတွေနီးလန်းနေနဲ့လှုပ်ထုံးလုပ်နည်းတွေကိုလက်တွေ့ကျကျအသုံးပြုနိုင်ဖို့အတွက် sharing လုပ်ရမှာဖြစ်ပါတယ်တချို့ဥပဒေဆိုရင်ကြားတော့မကြားဘူးလို့ရှိလို့လားတော့ထင်ခံရနိုင်တယ်ကြောင်ဟောင်းကဖြန့်တာဖြစ်ဖြစ်ဖုန်းထဲကနေ data ကိုကူးယူပြီးတော့ဖြန့်တာဖြစ်ဖြစ်ချောင်းရက်ခံရတာဖြစ်ဖြစ်ဒါတွေအားလုံးဟာခံရတဲ့သူတွေအပြစ်မဟုတ်ဘဲနဲ့ကျူးလွန်တဲ့သူမှသာအပြစ်ရှိပါတယ်ကျူးလွန်တဲ့သူကသာရာဇဝတ်ကောင်ဖြစ်တယ်ဆိုတာကိုဥစွာအသိပေးလိုပါတယ်ဘလို့ဖြစ်ရည်လဲဆိုတာကိုစကြည့်လိုက်အောင်ပထမဆုံးဖြစ်စဉ်အနေနဲ့ကတော့အဖြစ်အများဆုံးဖြစ်တဲ့ရီးစားဟောင်းဒါအတေးဖြင့်ဖြန့်တာပါ revenge porn လို့ခေါ်ပါတယ်ရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့နှစ်ဦးသဘောတူချစ်တင်းနီးနော်တဲ့ကိစ္စကအစားသလိုအိတ်ဆက်အနားယူသလိုပဲဒါကလည်းတဘာဝတရားတစ်ခုပါပဲချစ်သူလင်မယားနှစ်ဦးအဆင်ပြေနေချိန်မှာတဘာဝတရားအရချစ်တင်းနီးနော်တာတွေကိုအမှတ်တရအဖြစ်ပျော်စီပြက်စီရိုက်ခူးထားတာမိန်းကလေးကသူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာအလှကို wishlist နဲ့ရိုက်ပို့ထားတာတွေ success လို့ခေါ်တဲ့ချစ်တင်းနီနော်ပြောဆိုထားတာတွေစသဖြင့်ဒါတွေကိုအစမပြေလို့ပြတ်သွားတဲ့ချိန်မှာဒီစားဟောင်းက line ပေါ်ဖြန့်ပြမယ်ဆိုပြီးတော့အချက်ကင်ချိန်ချောက်တာနဲ့သူတို့လိုချင်တာရမရခုနဟာတွေကို online ပေါ်တင်ပြီးတော့အချက်ခွဲခြင်းပါတချို့ကောင်တွေကတော့မစားရတဲ့အမဲတက်နဲ့ပတ်မယ်ဆိုပြီးအောက်ကြီးစိတ်ဓာတ်တွေနဲ့လက်ရှိတက်ဆိုင်နေတဲ့သူကိုတော့ပြမယ်အထိချိန်ချောက်တာတွေရှိတယ်အကြက်ကင်ခံရတဲ့ကိစ္စတွေမှာဆိုရင် online ပေါ်မပြန့်သေးခြင်းဘလောက်ပေးဆိုပြီးတော့ငွေကြီးအကြက်ကင်ခံရတာနေနောက်ထပ်အတူအိတ်ပေးဖို့အထိတောင်းဆိုခံရတာရှိတယ်ဒုတိယဖြစ်စဉ်ပုံစံကတော့ကိုအချက်လက်တွေကိုခိုးယူခံရတာပါ data stealing လုပ်ခံရတယ်လို့ခေါ်ပါတယ်ကိုယ့်ရဲ့ဖုန်းဒါမှမဟုတ် laptop တို့တွေကို electronic device တွေကနေအချက်လက်ကိုရယူတာဖြစ်ပြီးတော့ရယူခံရတဲ့ပုံစံတွေကတော့ကွဲပြားကြတယ် AnyDesk တို့လို remote application တွေထည့်ပြီးယူတာမျိုး spy software ထည့်ပြီးယူတာမျိုး Facebook နဲ့ TikTok တို့လို social media account တွေကို hacking လုပ်ပြီးရယူသွားတာနဲ့ဖုန်းကိုခဏဆိုပြီးတော့ယူပြီးတော့ data တွေယူသွားတာမျိုးပါ hacking link နဲ့ဆိုရင် Hunger Games ဇာတ်ကားတွေကမင်းသမီး Jennifer Lawrence တို့လို Hollywood မင်းသမီးတွေအပါအဝင်တခြားနာမည်ကြီးဆယ်လီတွေအထိဒီနည်းနဲ့ခံရဖို့ရတယ်သူတို့ case ဆိုရင် iCloud ကို hacking လုပ်ပြီးတော့ကိုယ်ကိုယ်တာနဲ့ဆိုင်တာတွေကို line ပေါ်မှာဖြန့်ပစ်လိုက်တာပါအဲ့ case မှာဆိုရင်မင်းသမီးရဲ့တုံ့ပြန်ပုံကချီးကျူးလောက်ပါတယ်ဒါကသူမရဲ့အပြစ်မဟုတ်ဘူးဒါကလင်ပိုင်းဆိုင်ရာပြစ်မှုပဲ sexual crime ပဲဒါကြောင့်ဒါကိုကြီးတဲ့သူတွေကလည်းဒီလိုမျိုးအမှုတွေကိုအားပေးတဲ့သူတွေဆိုပြီးတော့ပြပြတသားတုံ့ပြန်ခဲ့တာပါ hacking လုပ်ပြီးဖြန့်ဝေတဲ့သူတွေလည်းထောင်နှံ8လကနေ3နှစ်အထိအသီးသီးထောင်နှံဆန်သွားပြီးတော့ပြန်ထွက်လာတဲ့ချိန်မှာလည်းခံဝင်နဲ့နေလိုက်ကြရပါတယ်ဒါကတော့ hacking နဲ့ဆိုင်တဲ့ကမ္ဘာလုံးဆိုင်ရာဖြစ်ရတစ်ခုပါ
data ခိုးခံတဲ့နောက်ထပ်ဖြစ်စဉ်ကဘယ်လိုမျိုးလဲဆိုရင်ဖုန်းဆိုင်မှာ service အရာကနေ data တွေခိုးယူခံရပြီးတော့ line ပေါ်ဖြန့်ခံရတာပါဒါမျိုးဆိုရင်တိတ်မကြသေးခင်နှစ်ပိုင်းအတွင်းမှာကိုမြန်မာနိုင်ငံမှာလည်းဖြစ်ဖူးတဲ့ Sally ကောင်မလေးရဲ့ပုံနဲ့ဗီဒီယိုတွေကို leak ဆိုပြီးတော့ line ပေါ်မှာဖြန့်ခံရတာပါလုပ်တဲ့သူတွေကဖုန်း service ဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလို့တန်တရားရှိတယ်တချို့ဆိုရင်သူတို့လုပ်တာပါဆိုပြီးတော့ line ပေါ်တင်ပြီးတော့တောင်းပန်ရတဲ့အထိကိုဖြစ်ဖူးတယ်ဒါမျိုးတွေဆိုရင်လည်းဖုန်း service လုပ်တဲ့ဆိုင်တွေအနေနဲ့အထူးသတိပြုဖို့လိုတယ်မဖြစ်သေးရင်လည်းမဖြစ်တာဖြစ်သွားပြီဆိုရင်လည်းမတမာတဲ့ဝန်ထမ်းကထောင်ကျသွားမှာတော့မှန်တယ်ကိုယ်ဆိုင်ရဲ့ image ကတော့လုံးဝကိုပျက်စီးသွားမှာပါနောက်ဆုံးဖြစ်ရက်ကတော့ secret flaming လို့ခေါ်တဲ့ကိုမသိအောင်ချောင်းရခံရတာပါဟိုတယ်မိုတယ်တဲခိုခန်း private cinema ပန်းချန်တို့လိုနေရာတွေမှာ hidden camera လို့ခေါ်တဲ့ကင်မရာအသေးလေးတွေရိုက်ကူးပြီးတော့ line ပေါ်တင်နေဖြစ်ရပါအဲ့လိုနေရာတွေမှာနှုတ်သားတူနေကြတဲ့တွေကို Telegram လုံနေရာတွေမှာချောင်းရိုက်ဆိုပြီးတော့တက်လာလဲခဏခဏတွေ့ရတယ်တိတ်မကြသေးခင်ကကို hidden camera ပါတဲ့ဒီ micro socket လေးကနေရိုက်ကူးခံထားရတယ်ဆိုပြီးတော့ဗီဒီယိုလဲတက်လာသေးတယ်အဲ့အတွက်ဖြည့်ရှင်းနည်းကတော့ spy camera detector လို့ခေါ်တဲ့ဟာလေးကိုစောင့်ထားပြီးတော့တဲခိုခန်းဟိုတယ်လို့ကိုယ့်အိမ်ကိုယ့်နေရာမဟုတ်တဲ့နေရာရောက်တဲ့ခါကျရင်စစ်ဆေးကြည့်ဖို့အကြံပြုလိုပါတယ်ဒါမျိုးအနေနဲ့ထူးခြားဖြစ်စဉ်ကတော့မင်္ဂလိအဆောင်တွေမှာအဆောင်သူအချင်းချင်းအခန်းပေါ်ချင်းချင်းရိုက်ကူးခံထားရတာပါမြို့သားရဲ့ရက်ရှိရှိမရှိရှိရိုက်ကူးတယ်ဆိုကြတဲ့မြို့သားလိုပါပဲဖြစ်လိဖြစ်ထားရှိတဲ့အခြေအနေတွေနဲ့ဖြစ်စဉ်တွေကိုပြောပြပြီးဆိုတော့ပြဋ္ဌာန်းဥပဒေအကြောင်းကိုဆက်ပြောပါမယ်ဒီလိုဖြစ်စဉ်တွေမှာနစ်နာတဲ့မင်္ဂလိကသဘောတူရိုက်ကူးခံရတာဖြစ်ဖြစ်သဘောမတူပဲရိုက်ကူးခံရတာဖြစ်ဖြစ်ဖြန့်ချီဖို့အတွက်သဘောတူညီချက်မရှိဘူးဆိုတာပါပဲ without consent ပါဒီအချက်ကဥပဒေမှာလုံးဝကိုအရေးကြီးပါတယ်ဥပဒေအနေနဲ့ပြောရမယ်ဆိုရင်စစ်တပ်ကြီးပုံမှ384 6လန်တောင်းယူနဲ့စစ်တပ်ကြီးပုံမှ906ပြစ်မှုမကင်းသော6လက်မှုလို့ဆိုပြီးတော့ရှိပါတယ်စစ်တပ်ကြီးပုံမှ384မှာဘလို့ပြဋ္ဌာန်းထားလဲဆိုရင်မိသူမဆို6လန်တောင်းယူမှုကိုကျူးလွန်ရင်ထို့သူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်စစ်တပ်ကြီးပုံမှ906မှာတော့မိသူမဆိုပြစ်မှုမကင်းသော6လက်မှုကိုကျူးလွန်ရင်ထို့သူကို2နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမယ်ကဲ၍ချင်းချောက်ခြင်းသည်ကာမဖောက်ပြန်ကြောင်းမိမတူအားဆွဆွဲမည်ဟုချင်းချောက်ခြင်းဖြစ်လျင်ထို့သူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒါကရသသက်ကြီးတွေကပြဋ္ဌာန်းဥပဒေတွေဖြစ်ပြီးတော့ကိလျော်နေစာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းဥပဒေတွေလည်းရှိပါသေးတယ်ပထမဆက်သွယ်ရေးဥပဒေကို2013ခုနှစ်မှာပြဋ္ဌာန်းထားတာဖြစ်ပြီးတော့66ခါကြီးမှာဘာပြောထားလဲဆိုရင်ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍ပုဂ္ဂိုလ်တူဦးအား6လန့်တောင်းယူခြင်းအသေးဖြတ်ခြင်းနှောက်ယှက်ခြင်းသို့မဟုတ်ချင်းချောက်ခြင်းတို့ပြုမယ်ဆိုရင်ထို့သူဟာ2နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ခုအပေါ်မှာပြောသွားတဲ့ဥပဒေ2ခုနဲ့ပုံမှန်3ခုမှာဒါမျိုးတွေနဲ့ပတ်သက်ရင်အားနည်းချက်ရှိရတယ်အဲ့ဒါဘာလဲဆိုရင်ကျူးလွန်တဲ့သူတွေကအာမခံရတာပါအဲ့တော့လွယ်လင်းတကူကျူးလွန်ဖို့ရဲတင်ပါတယ်အခုပြောမယ့်ဥပဒေနဲ့ပုံမှန်ကိုတော့တေချာမှတ်ထားဖို့ကြံပြီးလိုပါတယ် strongly recommend ဘာဥပဒေလဲဆိုရင်2004ခုနှစ်ကပြန်ထပ်ထားတဲ့ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြစ်ပါတယ်အဲ့ဥပဒေကိုပြဋ္ဌာန်းကစားကရှေ့မှာပြောခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ရတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့ဥပဒေပုံမှန်ပါမလာဘူးဒါပေမဲ့2021 February 15မှာထုတ်ပြန်လိုက်တဲ့အဲ့ဥပဒေကိုပြင်ဆင်ချက်ဥပဒေမှာအသစ်ပါလာတယ်ပုံမှန်အသစ်ထဲမှာပုံမှန်38-ခါဝေကအဲ့လိုဖြစ်စဉ်တွေအတွက်အဖိုးတန်ပုံမှန်တစ်ခုဖြစ်လာပါတယ်အဲ့ဥပဒေပုံမှန်38-ခါဝေမှာဘယ်လိုပြဋ္ဌာန်းထားလဲဆိုရင်မည်သူမဆိုသက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ခွင့်ပြုချက်မရှိဘဲလူပုဂ္ဂိုလ်တူတယောက်ဤကိုကြီးဆိုင်ရာအချက်လက်ကိုရယူခြင်းဖွင့်ချခြင်းအသုံးပြုခြင်းဖျက်ဆီးခြင်းပြုပြင်ပြောင်းလဲခြင်းဖြန့်ဝေခြင်းအလွဲသုံးစားပြုခြင်းစသဖြင့်တခုခုကျူးလွန်ရင်ထို့သူကိုအနည်းဆုံး1နှစ်မှအများဆုံး3နှစ်ထိထောင်ဒဏ်ချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီဥပဒေပုံမှန်ရဲ့အားသာချက်ကကျူးလွန်တဲ့သူအာမခံမရတာပါ
အဲ့တော့ကိုကဒီပုံမှန်နဲ့အမှုဖွင့်လိုက်ပြီဆိုတာနဲ့တရားခံကိုဖမ်းဆီးပြီးတော့ချုပ်ထဲကိုတင်းထည့်လိုက်လို့ရမှာပါအဲ့တော့မင်္ဂလိတွေအနေနဲ့ကိုယ့်ရဲ့ HD ဖြန့်ခံရမယ်ဆိုပြီးတော့ချိန်ချောက်ခံရရင်လေနင်းကိုလေအမခံမရတဲ့ပုံမှန်နဲ့ချုပ်ထဲကိုတန်းထည့်လိုက်မှာဆိုပြီးတော့မပန်းထန်နဲ့ပြန်တုံ့ပြန်လာလို့ရပါတယ်တကယ်လေပြန်လဲတုံ့ပြန်လိုက်ပါအဲ့တော့ဒီဥပဒေပုံမှန်ကနင့်နာသူတွေအတွက်ရွှေလိုအဖိုးတန်တဲ့ဥပဒေပုံမှန်တစ်ခုပါနောက်ထပ်ချွင်းချက်ဥပဒေပုံမှန်တစ်ခုပြောမယ်ဆိုရင်ကျူးလွန်ခံတဲ့သူကအသက်18နှစ်အောင်မိန်းကလေးဖြစ်နေမယ်ဆိုရင်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်လို့ရပါတယ်ဘယ်ဥပဒေနဲ့ပုံမှန်လို့ရလဲဆိုရင်2019ခုနှစ်ကလေးတငယ်များဆိုင်ရာအခွင့်အရေးဥပဒေပုံမှန်105ကကြီးရပါအဲ့105ကကြီးရမှာဆိုရင်ကလေးတငယ်ညဉ့်ညမ်းပုံဖြန့်ဖြူးရောင်းချတာမျိုးဆိုရင်ထောင်ဒဏ်1နှစ်ကနေ9နှစ်ထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီဥပဒေပုံမှန်အရဆိုရင်ကျူးလွန်တဲ့သူကအာမခံမရှာပါဘူး။မျက်နာသူမိန်းကလေးတွေနဲ့အနေနဲ့ကျူးလွန်တဲ့သူကိုဒီလိုထောင်ချတာအပြင်နောက်ထပ်ဘာလုပ်လို့ရတယ်လဲဆိုရင်ဂုံတိတ်ခါကြဆင်းလို့မျက်နာတယ်ဆိုပြီးတော့တရားမချောင်းရမျက်နာကြီးရလို့တရားစွဲဆိုမှုလုပ်တာပါ။သိန်းရာကနန်းကနေသိန်းထောင်ကနန်းတောင်ကနန်းထိမိမိစိတ်ကြိုက်တရားစွဲဆိုလို့ရပါတယ်။ဘာလို့လဲဆိုရင်မိန်းကလေးတယောက်ရဲ့ဂုံတိတ်ခါဆိုတာအဖို့မဖြစ်နိုင်လို့ပါပဲ။ဒီတော့ခမရဲ့ HD ဖြန့်ခံရရင်ဒါမှမဟုတ်ချောင်းရိုက်ဆိုပြီးတော့ line မတက်လာရင်ဘယ်လိုလုပ်ကြမလဲဒါကခမရဲ့အပြစ်လားခမကနင့်နာသူတတ်ပဲဒါကခမရဲ့ဘဝကိုဖျက်ဆီးဖို့ကြိုးစားတဲ့ရာဇဝတ်မှုဒါဖြစ်ကြောင်းပြောလိုပါတယ်မိမိကိုကျူးလွန်လာတဲ့သူကိုလည်းခွင့်လွှတ်လိုက်ဖို့ထက်ဒီကောင်နောက်ခါသူများတွေကိုလည်းထပ်လုံမှာပဲတခြားမိန်းကလေးလည်းထပ်လုံနိုင်နေဆိုပြီးတော့ထောင်ထဲကိုဆွဲထည့်လိုက်ဖို့ကြံပေးပါတယ်။မျက်နှာသူတွေအတွက်အကြံပြုလိုတာကတော့ပထမဆုံးအနေနဲ့အဖြစ်မှန်ကိုလက်ခံလိုက်ပါ။ကိုအဖြစ်မတင်နဲ့ကိုဟာမျက်နှာသူဖြစ်တယ်ဆိုတာကိုလက်ခံပါ။ပြီးရင်ပြက်ပြက်သားသားတုံ့ပြန်ဖို့အတွက်ပြင်ဆင်ပါ။ဘယ်လိုတွေပြင်ဆင်ရမလဲဆိုရင်တက်တေထောက်ထားတွေကိုအမြန်ဆုံးသိမ်းပါ။ချင်းချောက်စာနဲ့ဖြန့်ဝေထားတဲ့ link တွေကို screenshot တွေယူထားလုံးဝမဖြတ်နဲ့ဒါတွေကကျူးလွန်တဲ့သူကိုဖော်ထုတ်ဆုံးမဖို့နဲ့ထောင်ထဲကိုထည့်ဖို့အတွက်အဓိကတည်ပါပဲ Facebook နဲ့ Telegram ကို report ထုတ်ပြီးတော့ပုံတွေကိုချက်ချင်းဖျက်ချခိုင်းတဲ့နည်းလမ်းပါနောက်တစ်နည်းကတော့ဥပဒေအရေးယူဖို့လုပ်တာပါဒါမျိုး case တွေကိုနားလည်တက်ကြွတဲ့ရှေ့နေနဲ့တိုင်ပင်ပြီးတော့ yes ခန်းမှာအမြန်ဆုံးအနေနဲ့တိုင်ချက်ဖွင့်တာပါကျူးလွန်တဲ့သူဟာကိုမတီကျန်းတဲ့သူဖြစ်နေတာဤပညာရအခြေခံပြီးတော့ဖော်ထုတ်နိုင်တဲ့ခေတ်ကိုရှောင်နေပါပြီတင်တယောက်တည်းမဟုတ်ပါဘူးဒါမျိုးကိစ္စတွေကြုံရတဲ့မိန်းကလေးတွေဆိုရင်မိသားစုနဲ့ပတ်ဝန်းကျင်ကနှစ်သိမ့်ပေးရမယ်စား victim blaming လုပ်တဲ့အတွက်ပို့ပြီးတော့ဒုက္ခရောက်ပါပါတယ်။တင်တချို့မိန်းကလေးတွေဆိုရင် trauma တွေရပြီးတော့ဘဝပြတ်သွားတာမျိုးလမ်းမရောက်သွားတာမျိုးထိဖြစ်သွားကြပါတယ်။ကျူးလွန်တဲ့သူတွေမိနေတဲ့အချက်ကသူကတစ်ဖက်သားကိုဂုံတိတ်ခါချက်လို့ဖြန့်လိုက်တာမျိုးပဲဖြစ်ဖြစ်ငွေလေးနှစ်ပြဲ6ပြဲရလို့ရောင်းစားလိုက်တာဖြစ်ဖြစ်တကယ်တမ်းကျတော့သူတို့ကိုထောင်တော်ဝါစီကိုရောက်သွားစေမဲ့ခိုင်မာဆုံးသက်သေကိုသူတို့ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့ရဆိုရင်အကောင့်မှာတင်ထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ဆွေးနွေးနိုင်ပါတယ်။ရှင်းနေကယောက်ျားမလေးမလို့ဆွေးနွေးရတာမဝင်မရဲဖြစ်နေဆိုရင်လည်းကျွန်တော်ညီမရှိနေနဲ့ကျွန်တော်ကောင်မလေးရှိနေတော့အပအဝင်တခြားဥပဒေရေးရာပါတနာမျိုးသမီးရှိနေတဲ့စီမှာတိုင်ပင်ဆွေးနွေးနိုင်ဖို့စီစဉ်ဆောင်ရွက်ပေးပါမယ်။ဒါမျိုးလူမှုရေးရာပြဿနာတွေကိုလက်တွေ့အသုံးပြုလို့ရမယ့်နည်းလမ်းတွေနဲ့ဥပဒေတွေကို sharing လုပ်သွားအောင်မှာမလို့ like and follow လုပ်ထားပါဦးတခြားသိချင်တဲ့အကြောင်းအရာတွေမေးချင်တာတွေရှိရင်လည်းမတ်မှာရေးခဲ့လို့ရပါတယ်အသေးစိတ်မေးမြန်းချင်တာဆိုရင်တော့ချက်ပေါင်းနဲ့ Viber ကိုတိုက်ရိုက်ဆက်သွင်းနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဥစ္စာစီးပွားထူထပ်ကြပါစေဒီက disclaimer ဥပဒေကြောင်းအရကြွတင်တည်ပြီးချက်ဤဗီဒီယိုတွင်ဖော်ပြထားသောအချက်အလက်များသည်ရေဘူးအားဖြင့်ဥပဒေဘူးတုတရရှိစေရန်ရည်ကျင်းတာဖြစ်ပြီးအမှုတစ်ခုချင်းစီ၏နောက်ခံအကြောင်းအရာနှင့်အချက်အလက်များပုံမူတည်၍ဥပဒေအကျိုးသက်ရောက်မှုများဝေပြနိုင်ပါသည်ထို့ကြောင့်ဤအချက်အလက်များကိုဓာတ်ရိုက်အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲကိစ္စရပ်များအတွက်ကျွန်တော်တို့လုပ်ငန်းမှာတာဝန်ယူမည်မဟုတ်ဘဲတင်ဤတိကျအမှုခင်းများအတွက်တိကျသောအကြံဉာဏ်လိုအပ်ပါကနားလည်တကြံသည့်ရှိနေများနှင့်ဓာတ်ရိုက်တိုင်ပင်ဆွေးနွေးရန်ကြံပြုအပ်ပါသည်